Happy New Year ညကအခုလိုလိုရကြောင်းဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ဆန်းဆိုင်နေတဲ့ကူညမှာမမျှော်လင့်တဲ့လိုရကြောင်းပိတ်တပ်တွေကြောင့်ဝေဖန်မှုမြင့်တက်နေတာကဆက်ဆိုင်ခံလိုက်ပါ2026ခုနှစ်ရဲ့ New Year ကော်တောင်းညမှာမြန်မာပြည်အနာကတကယ်ကိုခန္ဓာစီကခဲ့တာအလုံးတည်ပါပဲရန်ကုန်နေပြည်တော်မန္တလေးစတဲ့မြို့ကြီးတွေမှာအကြီးအကျယ်ခါနာတဲ့စီမင်းထစ်တွေကနေနာမည်ကြီးအဆိုတော်တွေပြိုင်ဆိုင်ဖျော်ဖြေခဲ့ကြပါတယ်ဒီလိုအချိန်မှာပိတ်တပ်တွေမျှော်လင့်ဆုံးကတော့ဆယ်စုနှစ်များစွာအောင်မြင်မှုတွေကိုထိန်းထားနိုင်ခဲ့တဲ့အသေးဆွဲဆိုတော်ကြီးဆက်ဆိုင်ခံလိုက်ပါပဲဒါပေမဲ့ဒီနေ့ New Year မှာတော့ဆက်ဆိုင်နဲ့ပတ်သက်ပြီးပိတ်တပ်တွေကြားမှာအတော်လေးအရှိအသင်ဖြစ်စရာတွေပေါ်ပေါက်ခဲ့ပါတယ်ဆက်ဆိုင်ဟာဒီနေ့ New Year ကာလအတွင်းနေပြည်တော်မှာတပွဲရန်ကုန်မှာတပွဲပါဝင်ဖို့စီစဉ်ထားခဲ့ပါတယ်ဒီဇင်ဘာ30ရက်နေ့ညကနေပြည်တော်ဝနတိတ်ခအားကစားပွဲမှာကျင်းပခဲ့တဲ့မြန်မာကော်တောင်ပွဲမှာတော့စန်းဆိုင်ဟာအာပတရအကြီးဆိုးဖျော်ဖြေခဲ့တာကြောင့်ပိတ်သက်တွေအလွန်ကျဉ်းနှံခဲ့ကြပါတယ်ပြစ်ဒနာကတော့30ရက်နေ့ New Year ညရန်ကုန်ပွဲမှာစတင်ခဲ့တာပါနေပြည်တော်ကနေရန်ကုန်ကိုပြေးလွှားလာရတဲ့ခီးစဉ်ဟာအချိန်အားဖြင့်အလွန်ကတ်တယ်လို့လန်ခီပင်ပန်းမှုတန်ကလည်းမသေးလာတာအမှားပါပဲရန်ကုန်မြို့ဝန်ကြီးများရုံးမှကျင်းပတဲ့ New Year ပွဲအတွက်ဆက်ဆိုင်ပါဝင်မယ်ဆိုတဲ့တင်ကြောင့်ပိတ်သက်တွေလက်မှတ်တွေကိုတန်ဖိုးကြီးပေးပြီးကြိုတင်ဝယ်ယူကာစိတ်လှုပ်ရှားစွာစောင့်မျှော်ခဲ့ကြပါတယ်ဆက်ဆိုင်ဆိုတာကလည်းဗတ်သေးရှိုးတွေဆိုရင်ကြိတ်ကြိတ်တိုးစီကတက်သူဖြစ်လို့သူ့ကိုမြင်ကျင်သူနဲ့အကောက်တောင်းလှုပ်ရှင်သူတွေကအများတာပေါ့ပွဲစီစဉ်သူတွေဘက်ကလည်းဆက်ဆိုင်ရဲ့နာမည်ကိုအသုံးပြုပြီးပွဲကြီးကိုအကြီးအကျယ်ကြော်ညာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းပွဲကျင်းပတဲ့အခါမှာတော့ပိတ်သက်တွေမျှော်လင့်ထားလို့ဖြစ်မလာခဲ့ပါဘူးဆက်ဆိုင်ဟာပွဲအစထဲကရောက်မလာဘဲနဲ့ည7:00နာရီထိုးကနေကောက်တောင်းလုံးမဲ့အချိန်ကြာမှသာစင်ပေါ်ကိုရောက်လာခဲ့ပါတယ်ပို့ပြီးတော့အာဝစရာကောင်းတာကစင်ပေါ်မှာ9မိနစ်လောက်တာပိတ်သက်ကိုနှုတ်ဆက်ပြီးဘာတခြင်းမှမဆိုဘဲနဲ့ပြန်ဆင်းသွားခဲ့တာပါဒါကအဝေးကနေလာတဲ့ပိတ်သက်တွေအားပေးကြတဲ့ပိတ်သက်တွေအတွက်တော့မိုးကြိုးပစ်ခံလိုက်ရတယ်လို့ပါပဲဒီလိုရကြောင့်လက်မှတ်ဝယ်ပြီးစောင့်နေကြတဲ့ပိတ်သက်တွေဟာဒေါ်လာထွက်ခဲ့ကြပါတယ်လက်မှတ်ရောင်းတုန်းကတော့ဆက်ဆိုင်ပါမယ်ဆိုပြီးအခုကျတော့9မိနစ်ပဲလာပြတယ်ဒါဟာပိတ်သက်ကိုလှည့်စားတာပဲပတ်စံညာယူတာပဲဆိုပြီးဆိုရှယ်မီဒီယာထက်မှာဝေဖန်မှုတွေတည်စစ်ထွက်ပေါ်လာခဲ့ပါတယ်အထူးသဖြင့်အနေကနေကုန်ကျခံလာကြည့်ကြတဲ့ပိတ်သက်တွေပိုပြီးခံစားကြရပါတယ်တချို့ကတော့ပတ်စံပေးပြီးကြည့်ရတဲ့ပွဲမှာအချိန်မလေးစားဘူးပိတ်သက်ပေါ်မှာစေတနာမရှိဘူးနာမည်ကြီးလေပိုပြီးတာဝန်ယူမှုရှိတဲ့လို့ဆိုကြပါတယ်ကိုနိုင်တလောက်ပွဲကိုပါလက်ခံတင်တယ်လို့အကြံပြုကြပါတယ်အချို့ကတော့ဆန်းဆိုင်ဟာနေပြည်တော်ကနေပြေးလွှားပြန်လာရလို့ခီးပန်းနေတာဖြစ်နိုင်တယ်နောက်ပြီးတော့သူဟာတခြင်းဆိုမယ်လို့တရားဝင်မပြောထားပဲယူကြီးရမှာပိတ်သက်တွေနဲ့အတူရှိနေမယ်လို့ပြောထားတာဖြစ်လို့တခြင်းမဆိုတာကိုလာအပြစ်တင်လို့မရဘူးဆိုပြီးပြန်လဲရှေ့ပါနေကြပါတယ်အနုပြန်ရှင်တရားအတွက်တခြင်းမဆိုတာကိုလာအပြစ်တင်လို့မရဘူးဆိုပြီးပြန်လဲရှေ့ပါနေကြပါတယ်အနုပညာရှင်တရားအတွက်ပိတ်သက်ရဲ့ယုံကြည်မှုဆိုတာအလွန်အရေးကြီးပါတယ်ပွဲစီစဉ်သူတွေနဲ့အနုပညာရှင်တွေကြားမှာဘလို့သဘောတူညီမှုရှိလဲဆိုတာပိတ်သက်တွေမသိနိုင်ပါဘူးဒါပေမဲ့လက်မရောင်ကြတဲ့အခါမှာဆက်ဆိုင်ပါဝင်မယ်လို့ကြေညာထားရင်ပိတ်သက်ကတော့ဖျော်ဖြေမှုကိုမျှော်လင့်ပါအမှားပါပဲဆက်ဆိုင်လိုထိတ်တန်းစတားတယောက်အတွက်ဒီလိုဝေဖန်ခံရတာဟာသူ့ရဲ့ပုံရိပ်ကိုအနှဲငယ်ထိခိုက်စေနိုင်ပါတယ်အခုလို New Year ညမှာ9မိနစ်တာစင်ပေါ်တက်ပြပြီးတခြင်းမဆိုပဲပြန်သွားတဲ့ဆက်ဆိုင်ရဲ့လုပ်ရဟာတကယ်ပဲပိတ်သက်ကိုလေးစားမှုမရှိတာလားဒါမှမဟုတ်ပွဲစီစဉ်သူတွေဘက်ကအားနည်းမှုရှိခဲ့တာလားကဲပိတ်သက်တို့ရောဆက်ဆိုင်ခန့်လာရဲ့ဒီ New Year ဖြစ်ရပေါ်မှာဘယ်လိုမြင်ကြလဲရှင်ဆက်ဆိုင်ပိတ်သက်တွေပြောသလိုဝေဖန်သူတွေကပဲနားမလဲတာလားမိတို့ရဲ့ထင်မြင်ရှင်းလေးတွေကိုလည်းကွန်မန့်မှာပြောပေးခဲ့ပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအလုံးကိုကျေးဇူးတင်ပါတယ်ရှင်